အခုဒီရုပ်တဲ့ရန်ကျေးတင်တယ်နာမည်ဘယ်လိုခေါ်လဲ川汤နင်ပြောတော့ငါဘောဒီကနေအင်းနဲ့ဒီဘက်ထော်တာလားစတာပူရီဖတ်စီဝန်ဖတ်တော့တယ်ဒီလိုမျိုးတော့တယ်အင်္ဂလန်ကိုမတိတော့ဘူးအင်ပြန်ခဲကိုမတိတော့ဘူးအင်ကိုမတိတော့ဘူးပြန်ဖို့ဆိုတဲ့အချိန်မှာမူရတယ် ဟောင်းသွားပြီ မှန်တော့ပြီအင်ကိုမတိတော့မမမတော့ဘူး ရဲတဲ့ဟောဘယ်တော့မလဲအဲ့လိုမျိုးမေးတယ်အင်ပြန်တော့မလို့အဲ့လိုမျိုးပြောတာနဲ့မတိတော့လေကျွန်တော်လည်းလမ်းနေအဆုပ်ပြီးဟောင်းလည်းမဟောင်းဆိုတော့ကတ်ပေးပါလေရိုက်တယ်ကတ်ပေးပါလေစစ်စစ်တယ်အင်ရှင်ကဖုန်းနံပါတ်မတိဘူးလားဒီမနိုင်ထံဖုန်းနံပါတ်မတိဘူးလားဖုန်းလည်းမပါတော့ဖုန်းလည်းထားခဲ့တယ်ကွန်ပျူတာလည်းထားခဲ့တယ်ဆိုတော့ဘာမှဖုန်းကလည်းပိုက်ဆံလည်းထည့်ဖို့မရှိဘူးဆိုတော့ဖုန်းလည်းမပါတော့ဘူးတရားရဲ့ကိုထွက်တော့အဲ့ဒီသူနဲ့ပေါ်တော့တယ်hospital coronavirus checking အဲ့ဒါတော့ checking checking လုပ်တယ်ဘယ်နည်းနင်းတို့နင်းဒီမှာ in ထောက်တော့ဘယ်နည်းမှာ coronavirus test တာလဲဆက်ရင်အဲ့ဆက်စီရဲ့မေဆက်ဆိုမေတော့result နင်းပေးလားcoronavirus မဖြစ်ဘူးတဲ့တော့မဖြစ်ဘူးတဲ့ပြောတယ်အဲ့လိုပြောတယ် no coronavirus အဲ့လိုပြောဘယ်လိုနဲ့ test လဲmachine နဲ့ဆင်းနေဟိုဘက်ထိုးတာလဲဘယ်လိုစစ်တာလဲ corona ဒီလိုမျိုးစစ်ပေးတယ်စမ်းပေးတော့စစ်စီရဲ့မှာနော်ဒီပတ်နော်ဒီပတ်စစ်အခု20နော်ဟုတ်ခု20လားခု20ဟုတ်ပြီနင်းတပ်ပုံတွေ့လားဘယ်နှခါတွေ့လဲတပ်ပုံလာမကတ်ထားတယ်လမ်းမှာဟုတ်တယ်လမ်းဆောက်ရင်းနဲ့တော့တွေ့တယ်လေလမ်းဆောက်ရင်းနဲ့မီစိန်ထွန်းချောင်း822အဲ့လိုမျိုးရေးတော့ police ရှိတယ်မှာအင်္ဂလိပ်နဲ့အောင်နဲ့ကားနဲ့ရှိတယ်တို့တော့ခေါ်မှဆက်တယ်ခိုင်းတယ်နင်တို့ဆက်တယ်ခိုင်းကျွန်တော်ဖုန်းမရှိတော့ဆက်တယ်ပေးပါဦးတရားကျွန်တော်ဟာမီစိန်ဈေးကိုမဲတာလူကိုမဲတာလားလူကိုရဲတာကိုမဲတယ်ရဲတာ police ရဲတာကိုမဲတယ်သူတို့ဖုန်းဆက်လာတယ်နင်တို့တယောက်ဖုန်းဆက်တယ်လာကြတယ်အဲ့လိုမျိုးဆုံးကြတယ်ဒီအနာမှာဘောပင်ပါတယ်လို့မရှိဘူးလားဒီမှာလက်မှာရေးပြီးမှဖုန်းနံပါတ်ကိုရေးပြီးမှသူရှာဖုန်းကိုတုံးလို့မရဘူးနော်မရဘူးနော်ရေးရခေါ်တာရခေါ်တယ်ရဲတဲ့ကျွန်တော်ကိုညီပေးတယ်ဘယ်နေ့မှလဲအဲ့ဒါဒီနေ့ပဲတွေ့တာတပ်ပုံကျွန်တော်တပ်ပုံတွေ့တယ်ကျွန်တော်ဒေလီနူးတယ်လီရာဝေးစတေးရှင်းကိုရောက်တယ်အိမ်မှာလည်းသူတို့လာတယ်နှစ်ခါသုံးခါလာတယ်မတွေ့ဘူးအိုတယ်လီရာဝေးစတေးရှင်းမှာတော့နူးတယ်လီရာဝေးစတေးရှင်းသုံးခါလောက်ရောက်တယ်တစ်ခါလောက်လာတယ်တော့မျိုးပတ်နေတယ်ကျွန်တော်လည်းတော့ဖို့နေအောင်ရှိတော့ဂျုံတဲ့နေရာမှာအိတ်ပလိုက်တယ်လို့မျိုးကိုရိုနာဗိုင်းရပ်စ်အထောက်ပတ်နော်ဒီပတ်တီတော့စားတယ်လမ်းမှာဘယ်နှခါသမင်းစားလဲသူတို့တနေ့တစ်ခါစားရလားစားတယ်တချို့လူတွေပိုက်ဆံပေးတယ်ရဲတွေကကျွန်တော်ပိုက်ဆံရှိဝဲလို့ပြောရတယ်ပိုက်ဆံတော့ပေးတယ်အဲ့ဒါနဲ့အမို့တွေပါဝဲအေးတွေတောက်ဟောနင်ပြောတော့က2500ပါတယ်ဆိုမပါဘူးဘာမှမပါဘူးလားပိုက်ဆံ900သူတို့ပေးတဲ့ဟာ900ပါတယ်900ပါတယ်ဘာမှပိုက်ဆံပါမလားဘူး900 400လောက်ရဲ300လောက်ပေးတယ်900လောက်ပေးတယ်ဘယ်နေ့မှရဲရပေးရလဲပိုက်ဆံအဲ့တော့ကြာပြီတပတ်6ရက်လောက်ကြာတော့မှာနင်ပြောတဲ့နေ့မှာ6ရက်လောက်မှာတည်းဟင်းနင်းရောက်မှာတင်တယ်3ရက်ဒါဆိုကျွန်တော်ပြောတယ်လမ်းမသိဘူးကျွန်တော်ပြောတယ်စီဝန်စီတော့ဒီမှာတိလားစီဝန်ဆိုတိလားမတိစီဝန်ဆိုတော့လည်းမတိ address လည်းမတိအဲ့လိုမျိုးပြောတယ်address လည်းမရှိဘူးကျွန်တော်ပြောတယ်ကျွန်တော် missing ပါတယ်ကျွန်တော်မပြောတတ်ဘူးလားအင်္ဂလိပ်နဲ့မပြောဘူးအဲ့လိုမပြောပြောတယ်လို့မပြောဘူးလို့ပဲပြောတယ်ကျွန်တော်အင်းမစတီရောမျိုးတယ်ကျွန်တော်အတီးရှိတယ်အဲ့ဒီမှာအိမ်မှာနေတယ်ဒါပေမဲ့လမ်းဟာတော့တယ်လို့မျိုးညမှာဘယ်မှာအဲ့ဒါလဲလမ်းမှာပဲလမ်းမှာလမ်းနေမှာရဲတွေမလာဘူးလားမလာဘူးရဲတွေတိုင်းနဲ့မပြောဘူးလမ်းမှာအိတ်တက်လူတွေအများကြီးပဲဒုက္ခတယ်ကိုရိုနာဗိုင်းရပ်စ်နော်သူလမ်းတော့လို့မရဘူး train station မပိတ်တယ်လေအဲ့လိုမျိုးဆိုလမ်းမှာအိတ်တယ်လူပေါင်း100ထင်အဲ့လိုမျိုးအိတ်နေလမ်းမှာပြီးတော့နေပြောတော့ကဘာတွေးထဲမှာဘာလာလဲအဖေမေလေးတရလားမမတွေးဘူးကျွန်တော်ပြန်ရုပ်ဖို့ပဲလို့တော့ပိုက်ဆံမရှိဘူးဘယ်လိုပြန်တော့ကောင်းလဲအဲ့လိုဆူတောင်းလားဆူတောင်းတယ်အခါနေမှာဆူတောင်းတယ်ခဏလေး
နိုင်တမင်းနေဆိုတော့အိတ် အော် ညာနေမူလင်းလာရင်တွားတယ်ဟိုဆောက်တော့တွားတယ်အေးဝယ်တယ်အဲ့လိုမျိုးသူတို့ပိုက်ဆံပေးတဲ့ဟာတွေ အဓိကကိုရိုနာဗိုင်းရပ်စ်ထည့်တယ်ဆိုတော့သူတို့ချစ်ချင်းသူတို့လာဖိုင်းလာလားသူစစ်စစ်သူတို့ဘယ်လိုပြောမလဲလမ်းတော်တော့ညမှာသူတို့ခေါ်လာလားနေ့တယ်မဲ့အဲ့လိုချိန်မှာ7 နာရီလောက်မှာဘယ်လိုကိုရိုနာဗိုင်းရပ်စ်သူတို့ဆက်မယ်ဆိုတော့ဘယ်လိုပြောရလဲလမ်းတော်တဲ့အချိန်မှာလား အဲ့ဒီကတနေ့မှာပဲတရားနေထွက်သွားတဲ့အချိန်မှာပဲခေါ်သွားတယ် ဟိုဒီနေ့ဟိုပြုတ်တော့နေဟိုတော့က တနေ့လုံးရတယ်သွားပြီးမှသူတို့ခေါ်သွားတယ် ခေါ်တော့တယ် နေဟိုတော့ဒီတော့နဲ့ဒီစီပန် ဒီစီဝန်ကိုဖက်တာလားဒီလမ်းလေလမ်းကိုဖက်တာလား ဖြတ်တယ်ဟုတ်တယ်လမ်းနေအများကြီးပဲဟိုထွက်ဒီဘောဟို အဲ့ဒီကလမ်းမကြီးကိုဖက်တာလား ဟုတ်တယ် ဒီစီဝန်ကိုလုံးဝမသိဘူး ဒီတေးစီဝန်လုံးလည်းမသေးဘူး ဒါပဲဖြစ်ဖြစ်ဟိုအသက်ရှင်နဲ့ဘုရားသခင်ကဒီမှာလာခေါ်တယ်အရန်ကျေးဇူးတင်တယ်နော်အဖေမေတွေသူတို့ကတရင်ပူမှာပါကျွန်တော်လည်းအရန်ကျေးဇူးတင်တယ်နော်